ထွားပြည်မာကြီးရဲ့ဒီနန်းဆောင်မှာပေါ့ကျွန်တော်ရောက်နေတယ်နန်းဆောင်မေပတ်ထွားပြည်မာကြီးရဲ့နန်းဆောင်မှာဒေးဗစ်တော်ကအကြောင်းဒေးဗစ်တော်ကဆရာတော်ဘုရားကြီးရဲ့အကြောင်းမှာရောက်ရှိနေရပါဒီတော့မရေချမ်းနေကျွန်တော်ကဖះကိုဒီယာနဲ့လားဒီကားနဲ့လားအဲ့ဒါသုံးမိတ်မဟုတ်လားကားဖြစ်နေပြီဒီတုတ်တုတ်နဲ့လာတာပါတုတ်နဲ့လာတာပါအခုတော့ဆိုင်ကမောနေပြီဆိုင်